ကတော့ကြမ်းတယ်ဗျဒါပေမဲ့စိတ်ကတော့နုတယ်ပဲပြောရမှာကျွန်တော်ကိုယ်တိုင်ကစင်းရဲဖြတ်တန်းခဲ့ရတော့ကျွန်တော်သားသမီးတွေကိုသူတို့ကလဲကြရင်စင်းရဲစေခြင်းဘယ်သူမှချုပ်ချယ်မလားဘူးကျွန်တော်သမီးတွေရိုက်လည်းမရိုက်ဘူးခုချိန်ဒီနားလဲအောင်ပဲပြောပြတယ်ဝါနာပါတဲ့ဟာပဲကျွန်တော်လှုပ်ခိုင်းတယ်ဗျကျောင်းပညာရေးကိုပြန်ထားနေအခုကျောင်းပြန်ထားပြီပညာတော့ခဏနာတတူးနဲ့ပတ်သက်တဲ့ပညာတော့ခဏနားထားတယ်ဒီကြားထဲမှာခဲပကြီးပုံလူတွေပါလာပြီးအပ်တဲ့လူတွေရှိတယ်အဲဂျိုကြားလေးမှာတော့အဲ့လိုဆွဲတာတွေတော့ရှိပါတယ်ကျွန်တော်တက်တောင်ပို့တော်သွားပြီကျွန်တော်ကတတူးပဲထိုးတတ်တာပကြီးတွေပါဆိုရင်ဝါလုံးတောင်ဝိုင်းအောင်ဆွဲတတ်တာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တက်တောင်အခုခဲပကြီးတွေပါထားပေးထားတယ်အခုဆိုရင်သူ့ကိုယုံကြည်ပြီးတော့ပုံလူလေးလာအပ်တဲ့လူတွေလည်းရှိတယ်ဗျအခုဆိုရင်တော်တော်ဆွဲနေရပြီကြောင်းနားတဲ့ရက်တွေပကြီးဆွဲတာပေါ့တတူးကတော့ခဏနားရတယ်ဗျကျွန်တော်ကအခုကြောင်းကိုတင်မယ်ကြောင်းပြီးွားတာနဲ့သူ့ကိုနည်းနည်းလေးအသက်ပြည့်ွားပြီဆိုရင်ကျွန်တော်တက်တူးကိုတရား train တော့မှာပြိုင်ပွဲတွေဝင်တဲ့အထိစုတွေရတဲ့အထိပေါ့ကိုလင်းရဲ့တမီးကနောက်တစ်ချိန်မှာစုရကိုရရမယ်ဆိုတော့တန်ဋိဌာန်နဲ့သူ့ကိုတော့တရား train မှာပါသူကလည်းဝါနာပါတယ်ဒါပေမဲ့ကျောင်းပညာရေးကလည်းအရေးကြီးတော့လေအခုကျောင်းဝင်တစ်ဖက်တစ်လမ်းပြန်ထားနေရတယ်အပြင်ကျောင်းပေါ့အပြင်မှာ English speaking တွေပါကျွန်တော်အခုထားနေတာပါဒီတရားတော့တိုင်းထက်လုံးပေါ့နောက်ဆုံးကိုသေးွားခဲ့ရင်တော့မှစိတ်ချလက်ချထားခဲ့လို့ရပြီပေါ့လေနော်သူတက်ထားတဲ့ပညာနဲ့သူဝမ်းစာသူရှာကျောင်းနိုင်ပြီလေပေါ်ကရန်ရေးခြင်းနေတာကျွန်တော်ကနားလိုက်တော့လို့ဘာလို့လဲစိုင်မှာလဲတပည့်ရရှိတော့သူတို့တွေလည်းရေးရအောင်သူတို့အတွက်ဟွာဖြစ်လိုက်တော့တာအခုကျောင်းပဲတရားလေးပညာရေးကိုအဓိကကျွမ်းပြီဆိုမှဒီတတူးဘက်ကိုပြန်လှည့်တော့ဟုတ်တာသမီးရတော့ကန်ကောင်းတယ်နှစ်ယောက်လုံးကန်ကောင်းတယ်အခုတတူးကသူ့ကျောင်းဆရာမတော်မှသူနဲ့လာထိုးသွားသေးတယ်ကျွန်တော်တို့ဒီမြန်မာပြည်ရဲ့မိဘတော်တော်များများကကိုသားသမီးအသက်ဘယ်ရွယ်ပဲရောက်သူတို့ကငယ်သေးတယ်ပဲမြင်ကြတာဗျတကယ်တမ်းကကိုယ်တီတောင်သွားတဲ့အချိန်ကြာမှသိတာအဲ့တော့ကျွန်တော်တို့ကပညာဝမ်းစာအသင်ကိုသင်ပေးရမှာကျောင်းပညာရေးထက်ကိုအတတ်ပညာတစ်ခုခုကတော့သင်ရမှာပဲအဲ့တော့မိန်းကလေးတွေကပို့ရေးကြည့်ရတယ်နော်ကျွန်တော်မြန်မာပြည်မှာမိခိုးတွေများတာအဲ့တော့ကိုယ်တိုင်ဦးဆောင်တဲ့လူဖြစ်ရင်တော့နောက်တစ်ချိန်ကြာရင်ပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တယ်ဗျမိဘတိုင်းလည်းအဲ့လိုကိုသားသမီးတွေကိုတကယ်ချစ်ရင်ပညာရက်တစ်ခုခုကိုသူတို့ဝါနာပါရဲ့နောက်ကိုသင်ပေးစေခြင်းတယ်ဒါမှလည်းသူတို့အိမ်တော်ရသားကြာသွားရင်ကိုယ့်ဘက်ကစိတ်ချလက်ချသားသမီးတွေကိုဘယ်လိုပြောရမလဲစိတ်ချလက်ချထားခဲ့လို့ရမှာပေါ့လေနော်ကျွန်တော်တို့တက်တူးကိုအခုချိန်ကြီးအမြင်ဆောင်နေတဲ့လူတွေရှိသေးရဲ့ဗျမိန်းကလေးတက်တူးထွေးရင်ပါပေါ့သိရမလားယောက်ျားလေးတက်တူးထွေးရင်လူမိုက်ထောင်တွက်ပေါ့ဒါပေမဲ့ဒီဘက်ခေတ်မှာအဲ့လိုမျိုးအမြင်ကျဲလာပြီးပဲပြောရမှာဗျကျွန်တော်တို့ဒါကအရေးပြားပေါ်မှာဖန်တီးတဲ့အမှုပညာတစ်ခုပဲလေနော်ကျွန်တော်တို့ဥခင်လိုက်ပြောသလိုပဲရွေရှားနေတဲ့ပကြီးပြကမ်းပဲကိုသွားလေးကတည်သွားလို့ရတယ်ကိုမျက်နှိုးတန်မိုးထားတဲ့ຢာတွေကိုခန္ဓာကိုယ်ပေါ်မှာတင်ထားလို့ရတယ်ကျွန်တော်တို့တက်တူကိုဒါမျိုးအဓိပ္ပာယ်ဖွင့်ဆိုကြတယ်ခုနောက်ပိုင်းကတော့တကယ်ချစ်တဲ့လူတွေကတော့အခုတော်တော်များများထိုးလာကြပါပြီအမြင်ကျင်းတဲ့လူတွေကတော့ရှိသေးတယ်ဒါပေမဲ့ရှားလာပါပြီကျွန်တော်ကိုယ်တိုင်ကတတူးဆရာဆိုတော့ကျွန်တော်သားသမီးတွေတတူးဝါနာပိုင်းတင်ပေးမယ်အဲ့လိုမှမဟုတ်ကျွန်တော်သမီးတွေကဘောလုံးကန်ဝါနာပိုင်းဘောလုံးကန်တင်ပေးမှာလက်ဝိတ်ဝါနာပိုင်းလက်ဝိတ်တင်ပေးမှာဒီကသူတို့ဝါနာပိုင်းနောက်ကိုကျွန်တော်ကထည့်မှာဒါပေမဲ့သူတို့ကိုယ်တိုင်ကျွန်တော်တတူးကိုလှုပ်ချင်တယ်ဆိုလို့ကျွန်တော်တတူးကိုတင်တယ်ပကြီးတင်တယ်အဓိကအဲ့လိုသူတို့ဝါနာပါတဲ့နောက်ပဲကျွန်တော်ကဟွာဖြစ်ချင်တာတင်နေတာအဓိကတော့ကိုတက်တူးဘယ်သူမှချုပ်ချယ်မလားဘူးကျွန်တော်သမီးတွေရိုက်လည်းမရိုက်ဘူးခုချိန်ဒီနားလဲအောင်ပဲပြောပြတယ်ဝါနာပါတဲ့ဟာပဲကျွန်တော်လှုပ်ခိုင်းတယ်ဗျလူတိုင်းမှာသူ့ရဲ့အိမ်မက်တွေသူ့ရဲ့ဝါသနာတွေရှိကြရလေနော်အဲ့ဒါကိုကဒါမှဒါဆိုပြီးတော့ပုံစံကွက်သေးကိုလောင်းလို့မရဘူးဗျသူတို့ဝါနာပါတဲ့နောက်ကိုလည်းထဲ့စေခြင်းတယ်ဒါပေမဲ့သူတို့ဝါသနာကတကယ်အသုံးဝင်လားအသုံးတဲ့လားဆိုတာတော့ကိုကလမ်းတော့ပြရမှာပေါ့လေနော်ဘာမှအသုံးတိတ်မဝင်တဲ့ဝါသနာကြီးပါနေရင်လည်းဒါကိုယ့်ဘက်ကဖျောက်တင်ဖျောက်ပေးရမှာပေါ့ဟုတ်ဒီကြားထဲကတော့ကျွန်တော်နားခိုင်းထားတာနှုတ်မို့ဆိုရင်ပညာရေးဘက်ကျတော့စိတ်လျော့သွားမှာဆိုလို့ကျွန်တော်တို့ကလူကတော့ကြမ်းတယ်ဗျဒါပေမဲ့စိတ်ကတော့နုတယ်ပဲပြောရမှာကျွန်တော်ကိုယ်တိုင်ကစင်းရဲဖြတ်တန်းခဲ့ရတော့ကျွန်တော်သားသမီးတွေကိုသူတို့ကလဲကြရင်စင်းရဲစေခြင်းအသိဉာဏ်ပိုင်းရောခန္ဓာပိုင်းရောပေါ့အဲဒါကြောင့်မလို့ကျွန်တော်တက်သမျှတီးသမျှကိုတွင်တင်ဆုံးမပေးတယ်ဆွဲခေါ်ပေးတယ်ကျွန်တော်တာဝန်နဲ့ကျွန်တော်ကြည်အောင်ကျွန်တော်နေခဲ့တယ်အဲ့တော့ကျွန်တော်သားသမီးတွေကလည်းကြရင်လည်းသူတို့တာဝန်ကြည်ရင်သူတို့မွေးလာတဲ့သားသမီးလည်းသူတို့အေးဆေးဖြတ်တန်းလို့ရမှာပါဒီကတော့ကိုတာဝန်ကိုကြည်ရင်တော့အကောင်းဆုံးပေါ့လေနော်လူတိုင်းကတော့ဖေတာဝန်ကြည်ရမယ်အမေတာဝန်ကြည်ရင်
ကျွန်တော်သားသမီးတွေရဲ့အနာဂတ်တွေကလုံးဝလှပနေမှာပါမြောက်ကလာကိုလင်းတတူးဆိုင်မှာဒီနေ့ဒီချိန်ထိဂျပန်ကြီးတွေကြိုက်ပြီးလာရောက်အားပေးတဲ့ညီကိုတွေတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျညီကိုတွေအားပေးလို့လည်းကျွန်တော်ဒီနေ့ဒီချိန်ထိဒီလိုမျိုးရက်တည်နိုင်နေတာပါအားလုံးလည်းထပ်ပြီးလာရောက်အားပေးဖို့ကျွန်တော်ထပ်ဖိတ်ခေါ်ပါတယ်ကျွန်တော်သမီးနဲ့ခဲပကြီးတွေပုံလူတွေဆွဲကျင်တယ်ဆိုလဲလာအပ်လို့ရပါတယ်သူထိုးကျင်တယ်ဆိုရင်လည်းចောင်းပိတ်ရက်တွေမှာဒိတ်ယူပြီးတော့သူနဲ့ထိုးလို့ရပါသေးတယ်ဟုတ်ကျေးဇူးပါ